အားလုံးပဲကျွန်တော်3ဒီမိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီဖိုင်လေးကတော့ဒါကျွန်တော်ရဲ့မိတ်ဆွေတွေတွေ့တယ်ပေါ့နော်တဲတုတ်က line လေးကျွန်တော်ပြချင်တာပေါ့နော်ဒီမှာကျွန်တော်2023 2014 2015မှာပေါ့နော်ဒီမှာ6ထိပ်စီး3ကျက်တက်နေပေါ့နော်နောက်ထပ်ကျွန်တော်2016 2019 2018မှာ6ထိပ်စီးက3ကျက်တက်ခဲ့တယ်ပေါ့နော်နောက်တစ်ခါကတော့ကျွန်တော်ဒီ2023 2024 2025မှာပေါ့နော်6ထိပ်စီးကဒီမှာ3ကျက်တက်ခဲ့တယ်ပေါ့နော်အဲ့လို6ထိပ်စီး3ကျက်တန်းခဲ့ပြီးပြီဆိုတာနဲ့သူ့ရဲ့နောက်နှစ်မှာပေါ့နော်6ဒီ6ထိပ်စီး3ကျက်တန်းခြင်းက18ဖြစ်လို့ပေါ့နော်63လီ18ဖြစ်လို့ရှေ့ရနှစ်ခတ်ကိုတက်ပရိတ်နဲ့ဒီ650ဆိုတဲ့ကဏ္ဍလေးတစ်ခွက်လိုက်ထွက်တယ်ပေါ့နော်အဲ့တော့ဒီ650ကဏ္ဍလေးကဘယ်အချိန်မှထွက်လဲဆိုရင်4ပရိတ်10ပရိတ်လို့ရိုက်ပြန်တယ်ဒါကျွန်တော်63လီ18ဖြစ်လို့ကျွန်တော်တို့ကဒါ10ပရိတ်ပေါ့နော်10ပရိတ်4ပရိတ်ရဲ့အောက်မှာ650ဆိုတဲ့ကဏ္ဍလေးကတဲ့ထွက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်2016 2019 2018မှာ6ထိပ်စီး3ကျက်တန်းတယ်ပေါ့နော်အဲ့တော့6ထိပ်စီး3ကျက်တန်းပြီးတာနဲ့သူ့ရဲ့နောက်နဲ့မှာကျွန်တော်63လီဒီ6ထိပ်စီး3လုံးပေါင်းခြင်းက18ပေါ့နော်အဲ့တော့ရှေ့ရဲ့နဲ့ခတ်ကိုတက်ပဒိတ်ဆိုတဲ့ကဏ္ဍ650တဲ့ပေါ့နော်သူပေးနေတာတော့650တဲ့ပေါ့နော်ဒီမှာလည်း650တဲ့လို့ထွက်တာပေါ့နော်အဲ့ကဏ္ဍလေးကဒီ650တဲ့ဆိုတဲ့ကဏ္ဍလေးလိုက်ထွက်တယ်ဘယ်အချိန်မှထွက်လဲဆိုရင်သူက10ပရိတ်4ပရိတ်လို့ရိုက်ပြီးတော့သူ့ရဲ့အောက်မှာ650တဲ့လို့ထွက်တယ်ပေါ့နော်ဒီမှာလည်း6ထိပ်စီး3ကျက်တန်းတယ်ပေါ့နော်6ထိပ်စီး3ကျက်တန်းပြီးတာနဲ့သူ့ရဲ့နောက်နှစ်မှာ650တဲ့လေးပေးဦးမလားပေါ့နော်သူထွက်ရင်လည်းကျွန်တော်တို့10ပရိတ်4ပရိတ်ရဲ့အောက်မှာထွက်ရမှာဆိုတော့ဒီနားလေးမှာ650တဲ့လေးကိုပေးချင်တာပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီအဲ့650ဆိုတဲ့ကဏ္ဍလေးကလည်းသူ့ရဲ့8နှစ်မြောက်မှာ650ပေါ့နော်1 2 3 4 5 6 9 8 8နှစ်မြောက်မှာ650ဆိုတဲ့ကဏ္ဍလေးလိုက်ထွက်တယ်1 2 3 4 5 6 9 8 8နှစ်မြောက်မှာ650ဆိုတဲ့ကဏ္ဍလေးလိုက်ထွက်တယ်ပေါ့နော်ကျွန်တော်ပြောတာရှင်းမယ်လို့ထင်ပါနော်6ထိပ်စီး3ကျက်တန်းနဲ့သူ့ရဲ့နောက်နှစ်မှာ650ဆိုတဲ့ကဏ္ဍလေးထွက်တယ်သူထွက်တော့မှဆိုရင် break ပရိတ်လေးရဲ့အောက်မှာပဲသူကထွက်တယ်ဒီမှာလည်းကျွန်တော်6ထိပ်စီး3ကျက်တန်းနဲ့သူ့ရဲ့နောက်နှစ်မှာ650ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်သူထွက်မယ်ဆိုရင်လည်း break ပရိတ်လေးရဲ့အောက်မှာပဲ650ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်ဒီမှာလည်း6ထိပ်စီး3ကျက်တန်းနဲ့သူ့ရဲ့နောက်နှစ်မှာ650လေးပေးဦးမယ်ဆိုရင်ဒါ break ပရိတ်လေးရဲ့အောက်မှာထွက်ရမယ်ဆိုတော့ဒီနားလေးမှာ650ဆိုတဲ့ကဏ္ဍလေးကိုဒါကျွန်တော်ရဲ့မိတ်ဆွေတွေအသုံးပြုခြင်းအသုံးပြုနိုင်အောင်ပေါ့နော်ဒါတင်ပေးလိုက်ခြင်းဖြစ်ပါတယ်နော်ဒီချိန်တွဲလဲကျွန်တော်သေချာရွေးချယ်ထားတဲ့ဒေအိုတစ်ကွက်နဲ့အရန်တစ်ကွက်ပေါ့နော်နှစ်ကွက်ရှိပါတယ်နော်ဒါကျွန်တော်17ရက်နေ့ရစပြီးတော့ဒီကဖုန်းနံပါတ်ကလေးကနေလာရောက်ဆက်သွယ်ပြီးတော့တစ်ချိန်စာပေါ့နော်1000နဲ့လာရောက်အားပေးလို့ရပါတယ်နော်ကျွန်တော်တစ်နှစ်စာဝင်မယ်ဆိုရင်တော့ကျွန်တော်တို့9000ယူပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုဖိုင်လေးကိုဆုံးကြည့်ပေးတဲ့အတွက်ကျွန်တော် 3D မိတ်ဆွေတွေကိုကျေးဇူးအထူးပဲတင်ပါတယ်နော်ကျွန်တော် 3D မိတ်ဆွေများ2026စတဲ့ချိန်မှာ cherry ဆွေးများအချီးပေါက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်နော်